ဒီတစ်ပတ်မှာဘယ်ဆိုဒီရက်တွေတန်းထူပြီးဘသူတွေတတိထားရမလဲဒီတစ်ပတ်ရဲ့ Aries တွေကတော့မိမိတို့ရဲ့စိတ်ကူးရင်အိမ်မက်တွေတကယ်ဖြစ်လာနိုင်တဲ့ကာလဖြစ်ပေမဲ့စိတ်လှုပ်ရှားတွေနေတတ်ပါတယ်ရုံးလုပ်ငန်းပိုင်းမှာမရေရာမှုလေးတွေရှိနေတာမို့အလုံးနဲ့လူငင်အားကိုမျှတအောင်စီမံခန့်ခွဲဖို့လိုပါမယ်ငွေဝင်လန်းထူကောင်းမွန်ပြီးမမျှော်လင့်ပဲလက်ရတတ်ပေမဲ့ရရှိလာတဲ့လက်လာဘကိုတော့လျှို့ဝှက်ထားတာအကောင်းဆုံးပါပဲTaurus တွေအနေနဲ့ကတော့မိမိရဲ့အာယုံခံစားမှုအထူးမှန်ကန်နေတတ်ပြီးရန်သူတွေဟာအလိုလိုပြောက်ကွယ်သွားပါလိမ့်မယ်။အလောက်ခွင့်အသစ်ဝင်မဲ့သူတွေကျမ်းမာရေးကြိုတင်စစ်ဆေးထားဖို့လိုအပ်တယ်လို့အချစ်ရေးမှာတော့ဆုံးဖြတ်ချက်အမှားတွေကြောင့်အခက်အခဲတွေ့နိုင်လို့အထူးသတိပြုပေးပါ။ချမ်းမီနိုင်တွေအတွက်ကတော့လူကြီးသူမဒါမှမဟုတ်ချစ်သူစီကအကြံဉာဏ်ကောင်းတွေရရှိမဲ့အပြင်မိမိကိုယ်ကိုပုံမကျွမ်းကျင်အောင်လေ့ကျင့်ဖို့အချိန်ပေးသင့်ပါတယ်။တငယ်ချင်းတွေအတွက်ငွေကုန်ကြေးကျရှိနိုင်ပေမဲ့စိတ်ချမ်းသာရမှာဖြစ်ပြီးလူကြီးသူမတွေရဲ့ပံ့ပိုးမှုနဲ့အတူအချစ်ရေးနဲ့လက်အောက်ငယ်သားတွေစီကပါလက်ရတတ်ပါတယ်။ဆက်လက်ပြီးကန်ဆာတွေအနေနဲ့အရေးကြီးကိစ္စတွေနဲ့ချင်းဆုံမှုတွေကိုမေ့လျော့တက်လို့သတိထားဖို့လိုအပ်သလိုငွေကြေးစီးဆင်းမှုကတော့ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။ဒါပေမဲ့ရှေးဟောင်းပစ္စည်းဒါမှမဟုတ်မြစ်ပညာပစ္စည်းတွေပျောက်ရှားပျက်စီးတက်လို့ဂရုစိုက်ရမှာဖြစ်သလိုဝေဖန်ပြောဆိုမှုတွေကြောင့်ကန့်ကွက်သူတွေရှိနိုင်တာကိုလည်းသတိပြုပါဗီယိုတွေကတော့အလုံးမှာအင်တိုက်အားတိုက်လောက်ကင်နိုင်ပြီးဝင်ငွေအလွန်ကောင်းမဲ့အပြင်ယာရုအာနာပါတိုးချဲ့ခွင့်ရပါလိမ့်မယ်။ဒါပေမဲ့ခရီးသွားလာရင်တော့အရှိန်လျှော့ပါမတော်တဆမှုဖြစ်လွယ်တဲ့ကာလဖြစ်လို့ပါ။သားသမီးမြင့်မြင့်တွေစီကလည်းသတင်းကောင်းတဲ့လက်လာပါတွေရရှိပါလိမ့်မယ်။ဘာကိုတွေအနေနဲ့အဖွဲ့အစည်းကြီးတွေနဲ့လက်တွဲလောက်ကင်ရမယ့်အခွင့်အလမ်းကောင်းတွေရရှိလာမှာပါ။ငွေကြေးပိုင်းမှာတော့သူတစ်ပါးကိုယုံကြည်ပြီးအနန္နာမျိုးမလုပ်ပါနဲ့အလိန်ခံရတတ်ပါတယ်။ဆွေမျိုးတွေရဲ့အကူအညီရနိုင်ပေမဲ့ရန်ညိုးဟောင်းရှိသူတွေကိုတတိထားပြီးတီးခန့်စိမ့်နဲ့အလုံးနှုတ်ဖို့လိုအပ်ပါတယ်။ Libra တွေအနေနဲ့ကတော့ဆွေမျိုးတွေစီကအကူအညီမရဘဲမျောလင်းချက်တွေပြက်ပြက်တက်တဲ့အချိန်ဖြစ်ပါတယ်။အလုပ်တွေအများများနေပေမဲ့မိမိရတဲ့အကျိုးမြတ်ဆုံးရှုံးတာမျိုးကြုံရနိုင်လို့အမှားလုံးမိရင်ဝန်ခံလိုက်တာကအကောင်းဆုံးဖြစ်ပြီးအစိုးရဌာနတွေနဲ့ဆက်သွယ်ရင်တော့အဆင်မပြေမှုလေးတွေရှိနိုင်ပါတယ်။စကော်ပီယိုတွေကတော့အခက်ခဲတွေကိုငွေနဲ့ဖြည့်ရှင်းဖို့မကြိုးစားပါနဲ့အဆင်မပြေနိုင်လို့ပါ။ရရန်ရှိတဲ့ငွေတွေကြန့်ကြာနေတတ်သလိုအချစ်ရေးမှလည်းနားလည်မှုလွဲတာဒါမှမဟုတ်လူတစ်တွေကြောင့်ပြဿနာတက်လို့သတိထားပါ။မိတ်ဆွေတစ်တွေရဲ့စကားကိုနားထောင်ပေးခြင်းကတင့်အတွက်အကျိုးရှိစေပါလိမ့်မယ်။စာဂျီတေရီယက်စ်တွေအတွက်ကတော့ဘဝကန်ဆာတာအေဂျင့်တာယာနေမဲ့အချိန်ဖြစ်ပြီးပညာရေးဆိုင်ရာဆုလက်တွေဒါမှမဟုတ်စာအုပ်စာပေတွေရရှိတတ်ပါတယ်။ငွေဝင်လန်းထောင်ဖြူပြီးကန်ဆန်းရမှာလဲကန်ကောင်းနေမှာဖြစ်တယ်လို့လူကြီးသူမတွေရဲ့စောင့်ရှောက်မှုကိုခံရပြီးအသက်ကြီးသူနဲ့ချစ်ရေးဆိုရခဲ့ပါတယ်။ကပရီကွန်တွေအနေနဲ့ငွေကြေးကိုအသုံးပြုပြီးကိစ္စရပ်တွေကိုစနစ်တကျစီမံခန့်ခွဲနိုင်ပါလိမ့်မယ်။လူမှုပတ်ဝန်းကျင်အသစ်ကိုရောက်ရှိတတ်ပေမဲ့ဒေါသကြောင့်ရန်ဖြစ်တတ်လို့စိတ်ကိုထိန်းဖို့လိုအပ်တယ်လို့ငွေဝင်လန်းဆောင်နေမှာမို့စနစ်တကျစုဆောင်းပါ။အယောင်းဝယ်လုပ်ငန်းရှင်တွေအတွက်အကျိုးအမြတ်အထူးကောင်းမြင်မဲ့ကာလပါပဲ။ Aquarius တွေကတော့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပျော်ရွှင်ရမယ့်အချိန်ဖြစ်ပြီးစွန့်စားရတဲ့လုပ်ငန်းတွေမှာကံကောင်းနိုင်ပေမဲ့အလွန်ကြုံမဖြစ်အောင်တော့သတိပြုပါ။လက်ရှိမှာဘေးရန်နေရကင်းရှင်းနေပြီးစီးပွားရေးမှာလည်းငွေကြေးစုဆောင်းနိုင်မဲ့အခွင့်အရေးကောင်းတွေရရှိလာမှာပါ။နောက်ဆုံးအနေနဲ့ပိုင်စည်းတွေကတော့ခရီးဝေးသွားရတတ်ပြီးအိမ်မနေရတာထက်ပြင်သွားလာရတာကပိုပြီးစိတ်ချမ်းသာမှုပေးပါလိမ့်မယ်။နိုင်ငံခြားနဲ့ဆက်သွယ်တဲ့လုပ်ငန်းတွေမှာအခက်အခဲလေးတွေရှိနိုင်ပေမဲ့မိတ်ဆွေတွေကကူညီလန်းညွန်ပေးမှာပါ။ဒါပေမဲ့အိမ်အောင်ဖက်ဒါမှမဟုတ်ရှယ်ယာရှင်ကြောင့်စိတ်ပူပန်ရတတ်တာကိုတော့သတိပြုပေးပါတပတ်တာဟောစာတန်းတွေအပြင်နေ့စဉ်သတင်းထူးတွေကိုလည်းအမြဲတင်ဆက်ပေးနေတာမို့မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်